ဒါပညာတတ်တာလားမင်္ဂလာပါတာတာမီမီတို့ရေမမတူရောင်မယ်နဲ့အတူပုံပြင်လေးတွေနားထောင်ရင်းအင်္ဂလိပ်စာလေ့လာကြရအောင်တခါကရှမ်းကုန်းပြည်မြင်ရင်မြူခေါ်တွေဝိုင်းနေတဲ့တောင်တန်းကြီးတွေကြားမှာလီဆာလို့ခေါ်တဲ့တွက်လက်ချက်ချရဲ့ကရံပလေးတစ်ယောက်ရှိခဲ့ပါတယ်။တနေ့မှာတော့လီဆာဟာထုံးစံတိုင်းဝါချင်းတောင်းလေးလွယ်ဒီဟင်းစားအတွက်တောတက်ပြီးမှုရှာထွက်ခဲ့တာပေါ့။ဒီနေ့မှုတွေကလည်းတဲ့ပေါ်ပါလားလို့လီဆာရေရွတ်ရင်တောနှစ်ထဲကိုတိုးဝင်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲခြုံပုတ်ထဲကညင်းညူဆန်အရှိကြီးတစ်ခုခုသူမကြားလိုက်ရပါရဲ့။သူမသွားကြည့်လိုက်တော့အံ့ဩစရာပဲပုံမှန်မြင်နေကြကြားတွေထက်နှစ်ဆလောက်ကြီးမားပြီးတကောလုံးစီးနှင်းလိုဖြူဖွေးနေတဲ့ကြားဖြူကြီးတစ်ကောင်ဒါပေမဲ့အဲ့ဒီကြားဖြူကြီးဟာတမဏီထောင်ကျောက်ထဲမှာညှက်ပြီးသွေးအိုက်တဲ့လဲနေရှာတယ်လီဆာကြောက်ပေမဲ့တနာစိတ်ကပိုသွားပါတယ်မကြောက်နဲ့နော်ငါခဲပါမယ်လို့လီဒန်အေးအေးလေးနဲ့ချော့ပြောပြီးသူမရဲ့တော်သားလေးနဲ့ထောင်ကျောက်ကိုအားကုန်ဖြူပေးလိုက်တယ်ပြီးတော့တောစေးမိတွေကိုရှာဖွေကြိတ်ချပြီးဒိုင်ယာကိုစီးပိတ်ခဲ့တာပေါ့ကြားဖြူကြီးကလီဆာကိုကြီးစုတင်တဲ့မျက်လုံးတွေနဲ့ကြည့်ပြီးတောနက်ထဲကိုမှော်ဆန်စွာပျောက်ကွယ်သွားပါတော့တယ်နောက်တစ်ပတ်အကြာလီဆာတို့ရွာလေးဟာရုတ်တရက်ငရဲခန့်ဖြစ်သွားခဲ့တယ်နာမည်ဆိုးနဲ့ကြော်ကြားတဲ့မီးခိုးဓာပြအဖွဲ့ဟာရွာကိုဝိုင်းလိုက်ကြပြီလေရွာသားတွေဟာကြောင်လန့်တကြားပြေးလွှားနေရပြီးဓာပြတွေကအဖိုးတန်ပစ္စည်းတွေကိုလူရက်အိမ်တွေကိုမီးရှို့နေကြတယ်လီဆာတို့မိသားစုကိုလည်းဓာပြဘုကတနတ်နဲ့ချိန်ပြီးနင်တို့စီမှာရှိတဲ့ရွှေတွေအကုန်ထုတ်ပေးစမ်းလို့ကျုံးဝါနေတဲ့အချိန်လီဆာဟာဘရားတပီမျက်စိမှိန်ထားလိုက်မိတယ်။တောအုပ်တစ်ခုလုံးတုံကားသွားစေလောက်တဲ့ကြားဟိန်းတန်ကြီးထွက်ပေါ်လာတယ်။အဲ့ဒီနောက်မှာတော့ကောင်းကင်ကနေဆင်းသက်လာသလိုပဲအေယာမကြားဖြူကြီးဟာဓာပြတွေကြားတဲ့ကိုခုန်ဆင်းလာခဲ့တယ်။ဒါဟာရိုးရိုးကြားမဟုတ်ဘူး။ကြားဖြူကြီးရဲ့ခြေလမ်းတိုင်းမှာလျှက်စီးအလင်းတန်းတွေထွက်ပေါ်နေပြီးသူ့ရဲ့ဟိန်းတန်ကဓာပြတွေကိုခြေမကင်မိလက်မကင်မိဖြစ်သွားစေတယ်။ဓာပြတွေပြစ်တညကြီးစံတွေဟာကြားဖြူကြီးရဲ့အမွေးတွေနားရောက်ရင်အလိုလိုလွင့်စင်ကုန်ရတယ်။ကြားဖြူကြီးဟာလီရှာရှေ့မှာမတ်တက်ရက်ပြီးသူမကိုကာကွယ်ပေးထားတယ်။ဓာပြတွေဟာတရေကြောက်ကြီးလို့အော်ဟစ်ရင်တိုးတဲ့ကိုကစင်ကကြလာထွက်ပြေးသွားကြပါတော့တယ်။ဘေးကင်းသွားပြီဆိုမှကြားဖြူကြီးကလီဆာနာကိုတိုးကပ်လာတယ်။သူဟာပါဇက်ထဲမှာကြိုက်လာတဲ့ရှေးဟုံးတက်တာလေးကိုလီဆာချီရင်မှာချော့ပေးလိုက်တယ်။လီဆာတက်တာလေးကိုဖွင့်ကြည့်လိုက်တော့အထဲမှာတောက်ပနေရဲ့မှော်ကြောမြက်ရတနာတွေနဲ့ရွာကိုပြန်လဲထူထောင်နိုင်လောက်တဲ့ရွှေတင်ကားတွေတွေ့ရတယ်။ကြားဖြူကြီးဟာလီဆာလက်ကိုသူ့ရဲ့ခေါင်းလေးနဲ့ခပ်ဖဖပုတ်တက်ပြီးအတိအမှတ်ပြုခဲ့တယ်။ကျေးဇူးတင်ပါတယ်သူရဲ့ကောင်းကြီးလို့လီဆာကပြောလိုက်တဲ့အချိန်မှာပဲကြားဖြူကြီးဟာလှပတဲ့မြူကိုဒီကြားထဲကိုခုန်ဝင်ပြီးပျောက်ကွယ်သွားခဲ့ပါတော့တယ်။အဲ့ဒီနေ့ကစပြီးလီဆာတော့ရွာလေးဟာအေးချမ်းတာယာသွားသလိုတောထဲမှာလည်းလီဆာကိုစောင့်ရှောက်နေတဲ့အဆောင်အရှောက်ကြားဖြူကြီးရှိနေတယ်ဆိုတာအားလုံးကယုံကြည်နေကြပါတော့တယ်။